ဒီတစ်ခါမှာတော့လေမင်းတို့ဒီမှာရိုးရာရှိတယ်လေးတွေကိုကြိုက်နဲ့တက်ပြီးတော့ handmade လေးတွေကိုမြင့်နိုးတဲ့ကကာတွေအတွက်ပေါ့နော်မင်းတို့ရိုးရာရန်နေပြီးပစ္စည်းလေးတစ်ခုထုတ်ပေးထားပါတယ်ရှင်ကဲဘာလေးလဲဆိုတာကိုမင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်ကဲဘာလေးလဲဆိုတော့ဒီမှာကြည့်လိုက်ပါဒါလေးပါရှင်ဒါလေးကတော့မင်းတို့ဖြင်းပေါ့နော်ဖြင်းစားလေးတွေကိုမင်းတို့ကအိတ်ကလေးရှုပ်ထားတာပါရှင်လုံးဝ handmade စစ်ပါပြီးရင်ညီမရှိတယ်လေးတွေဒီလက်မှုပညာလေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်အရန်ကိုအဆင်ပြေမယ်နော်ပြီးရင်ဈေးနှုန်းကလည်းမင်းတို့အသက်သာဆုံးဈေးနှုန်းလေးနဲ့ပေါ့နော်မင်းတို့ရောင်းပေးထားပါတယ်ရှင်ပြီးရင်သူ့ရဲ့ site ကလေးပေါ့နော် site ကလေးကလည်းခီးသွားလားပေါ့နော်အလှလွယ်မှာအရန်ကိုအဆင်ပြေတယ်သူ့ site ကလေးဆိုလို့ရှိရင်မင်းတို့ကသူ့ရဲ့အမြင့်ကလေးဘယ်လောက်တောင်ရှိလဲဆိုတော့17လက်မအမြင့်ထိရှိပါတယ်အမြင့်က17လက်မပြီးရင်သူ့ရဲ့အကျယ်လေးပေါ့နော်သူ့ရဲ့အကျယ်ကလေးကကြတော့13လက်မအထိရှိပါတယ်ရှင်ပြီးရင်သူ့ရဲ့ဒီအဝအကျယ်လေးပေါ့နော်အတွင်းပွင့်တော့4လက်မအထိရှိပါတယ်ရှင့်ပြီးရင်မမေသူ့ရဲ့အတွင်းလေးကိုတစ်ချက်လောက်ပြပေးမယ်နော်ကဲဒါလေးကဲဒီလိုလေးကြိုင်မလားဒီလိုလေးကြိုင်ပေါ့နော်ဟိုပစ္စည်းတွေကိုပေါ့နော်စုံစိတ်နဲ့များများထည့်ခြင်းနဲ့ပြီးရင်အိတ်ကိုလည်းနည်းနည်းကြီးလေးကြိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါလေးကိုယူဒီလိုလေးကြိုင်မလားပေါ့နော်ဒီလိုလေးကြိုင်လဲရတယ်မဟုတ်ဘူးခရီးသွားလို့ပေါ့နော်မင်းတို့ကခရီးလေးသွားမှာမဟုတ်လို့ဒီလိုလေးလွယ်ချင်တာဆိုလို့ရှိရင်လေဒီမှာသူ့ရဲ့ကြိုးလေးကလည်း adjust လုပ်လို့ရတယ်နော်လွယ်ကြိုးလေးနဲ့ဒီလိုလေးလွယ်ချင်တာဆိုလို့ရှိရင်လည်းလွယ်လို့ရမယ်နော်ကဲဒီလိုလေးလွယ်လို့လည်းရတယ်အဲ့တော့လေအရန်ကိုအဆင်ပြေပါတယ်ရှင်ကဲအဝတ်စားခရီးသွားမှာဆိုလို့ရှိရင်လေအဝတ်စားပေါ့နော်တညအိတ်ခရီးလောက်ပြီးတော့2ရက်ခရီးလောက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပစ္စည်းအစုံအစီကိုဒီထက်ကိုထည့်သွားလို့ရတယ်ရှင်ကဲဒီမှာနော်ပြီးရင်ချုပ်ရိုးချုပ်သားကိုလည်းအထူးအမခံမင်းတို့ချုပ်ရုံကနေပြီးတော့တခါလေးချုပ်ပေးထားတာဖြစ်တဲ့အတွက်ချုပ်ရိုးချုပ်သားကိုလည်းစိတ်ချဝေယူပေးနိုင်ပါတယ်ရှင်ကဲဒါသူ့ရဲ့ box အကျယ်လေးပေါ့နော်အတွင်းခွင်အကျယ်ကလေးပါရှင်ကဲဒါလေးပေါ့နော်ဒါလေးဆိုလို့ရှိရင်မင်းတို့ကိုဟို daily ပေါ့နော် daily သုံးချင်တယ်ခီးသွားမှမဟုတ်ဘဲနဲ့ daily သုံးချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လိုအပ်တဲ့စာအုပ်ပေါ့နော်စာအုပ်တွေဖုန်းတွေပြီးရင်ပတ်စံအိတ်ပေါ့နော်အကုန်လုံးကိုတနေရာထဲမှာထည့်ပြီးတော့ဒီလိုလေးတွေကင်သွားလို့လည်းရတယ်လွယ်သွားလို့လည်းရတယ်မဟုတ်ဘူးစမတ်ကြလေးဒီလိုလေးကင်ချင်တာဆိုလို့ရှိရင်ဒီလိုလေးတွေလည်းကင်လို့ရပါတယ်ရှင်ပြီးရင်မင်းတို့ကဈေးနှုန်းလေးကလည်းပစ္စည်းမိတ်ဆက်အနေနဲ့ဘယ်လောက်နဲ့ပဲရောင်းပေးထားရလဲဆို3000နဲ့7000ကျပ်နဲ့လည်းရောင်းချထားပေးတာဖြစ်တဲ့အရန်ဟိုတန်ပါတယ်เนาะကဲကြိုက်တဲ့လို့ဝယ်ယူအပိတ်ချင်တယ်ဆိုလို့ရှိရင်เนาะ39944364399353ရဲ့ Viber တောင်းမဟုတ်ဘူးဆိုလို့ရှိရင်ဖုန်းလေးဆက်ပြီးတော့ပဲလာရောက်ဝယ်ယူအပိတ်နိုင်ပါတယ်ရှင်ဆိုင်ကိုလာရောက်ချင်တယ်ဆိုလို့ရှိရင်ဆုံးမပြောထားတဲ့3994436445ရဲ့39953553ရဲ့ဖုန်းလေးကိုဆက်ပြီးတော့လာလို့ရပါတယ်ရှင်မိမိတို့ရဲ့ဆိုင်လေးကတော့စပူတီရီမြို့နယ်ရွှေကြပင်ရက်ကွက်မှာပါရှင်